စ်လိုပဲဖြစ်စေမုန်းလိုပဲဖြစ်စေလူတစ်ယောက်ကြောင့်ကိုဟာနာကျင်နေရပြီဆိုရင်အဲ့ဒီနာကျင်အောင်လုပ်တဲ့သူကိုစိတ်မဆိုးနဲ့မမုန်းလိုက်ပါနဲ့တဲ့အမှန်တကယ်ကြတော့ဘသူကြောင့်နာကျင်ရတာလဲဘသူကြောင့်ခံစားရတာလဲဆိုတော့ကိုကြောင့်ပဲလေကိုလက်ခံလို့ကိုနာကျင်ရတာကိုလက်မခံရင်ကိုမနာကျင်အောင်ကိုရဲ့လိုချင်တဲ့လောဘလိုချင်မှုတစ်ခုကြောင့်ကိုဟာစွဲလန်းတယ်သူနဲ့အဆင်ပြေရင်ပြောတယ်အဆင်မပြေလို့ရှိရင်စိတ်ညစ်တယ်ဒေါသဖြစ်တယ်အဲ့တော့အမှန်တကယ်ကဘသူကြောင့်နာကျင်နေရတာလဲဆိုရင်ကိုရဲ့စွဲလန်းတတ်တဲ့စိတ်သူ့ပေါ်မှာသွားကတ်တွယ်နေတဲ့ကိုရဲ့စိတ်ကြီးကြောင့်ကိုကနာကျင်နေရတာပဲအဲ့တော့မုန်းတဲ့သူကိုလည်းပဲထုံနည်းတူပါကိုမုန်းတယ်တနှုတ်နှုတ်နဲ့ခံစားရသူ့ကိုမြင်တိုင်းတွေ့တိုင်းမှာမုန်းနေတယ်ဆိုတာကိုယ်စိတ်ထဲမှာသူရှိနေလို့ပဲနော်ကိုယ်စိတ်ထဲမှာမရှိရင်ဒါတွေမုန်းလာကြအကြောင်းမရှိဘူးအဲ့တော့မုန်းခြင်းကြောင့်ပဲခံစားရသည်ဖြစ်စေချစ်ခြင်းကြောင့်ပဲခံစားရသည်ဖြစ်စေရှင်ထဲမှာမထားနဲ့ထုတ်ပလိုက်ထုတ်ပြလိုက်လို့ရှင်မုန်းတဲ့သူကောင်းတဲ့မှာမထက်နဲ့ထုတ်ပလိုက်ပြုံးပြတတ်အောင်ကြိုးစားမုန်းတဲ့သူကိုတွေ့လို့ရှင်လည်းပြုံးပြနိုင်အောင်ကြိုးစားမယ်ချစ်တဲ့သူကိုတွေ့ရင်လည်းပြုံးပြနိုင်အောင်ကြိုးစားမယ်အစင်မပြေမှုတွေကြုံတိုင်းလည်းပြုံးပြနိုင်အောင်ကြိုးစားမယ်အရာရာတိုင်းကိုအရန်ကြီးမစွမ်းလန်းထားနဲ့အရန်ကြီးမဖက်တွယ်ထားနဲ့ကိုဖက်တွယ်တဲ့အရာလေးကအဆင်ပြေတယ်ကောင်းကျိုးတွေပေးတယ်ဆိုရင်ကိုကဘာဖြစ်လဲဝမ်းမြောက်ဝမ်းသာဖြစ်တယ်ကိုနဲ့အဆင်မပြေတော့ဘူးဆိုလို့ရှိရင်ဒေါသဖြစ်တယ်အားကြောင့်ကိုလက်ခံလို့ပဲကိုကလက်မခံနဲ့ကိုလက်မခံရင်မရဘူးကိုကမှန်ကန်တဲ့ချစ်ချင်းမြတ်တာတွေပေးခဲ့တဲ့အတွက်ကြောင့်သူကကိုကိုမလိုပဲရက်ဆက်သွားသည်ဖြစ်စေလမ်းခွဲသွားသည်ဖြစ်စေကိုကသူ့ဘော်ကိုကောင်းပေးခဲ့တယ်သူကကိုကသူ့ဘော်ကိုမေတ္တာစစ်မေတ္တာမှန်နဲ့ပြောဆိုဆက်ဆံခဲ့တဲ့အတွက်ကြောင့်ကိုမှနောင်တရစရာအကြောင်းမရှိဘူးအဲ့တော့မုန်းတဲ့သူတွေတွေ့လို့ရှိရင်လည်းပဲကောင်းတဲ့ကိုမထင်တဲ့ဘဝမှာကိုကိုချစ်တဲ့သူကြီးပဲရှိမှာမဟုတ်ဘူးမုန်းတဲ့သူလည်းပဲရှိမှာပဲအဲ့တော့မုန်းတဲ့သူကိုတွေ့တဲ့အခါမှာလည်းပဲငါ့ကိုမုန်းရကောင်းလားဆိုပြီးတော့လိုက်ဖြေရှင်းပြီးတော့လိုက်ပြီးတော့ပြဿနာရှာနေစရာမလိုတော့ဘူးကောင်းတယ်လည်းမထင်နဲ့ပုံမှန်တိုင်းလိုပဲသူကိုပြုံးပြတင်ပြုံးပြလိုက်မကင်းသေးရင်တော့ကောင်းအောင်နေမကောင်းသေးတော့ကင်းအောင်နေတယ်မကင်းနိုင်သေးရင်ကောင်းအောင်နေရမယ်နော်မကောင်းဘူးဆိုရင်လည်းပဲကင်းအောင်နေရမယ်ဒီစကားလေးကသိကိုတောင်းဖို့ရှိတယ်ကိုကအဲ့ဒီမုန်းတဲ့သူနဲ့ကိုကမကင်းနိုင်သေးဘူးဆိုလို့ရှိရင်ဒါကိုကကောင်းအောင်နေရမှာပဲသူနဲ့ဆင်ပြေအောင်နေရမယ်သူနဲ့ပြေးရပြင်လဲကြောင်းစကားကိုညှိယူရမယ်ဒါဆိုရင်သူကမကောင်းမှလည်းသိနေတယ်ကိုကကင်းနိုင်တယ်ဆိုရင်ကိုကကင်းအောင်နေရမှာပဲချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေခံစားရနေပြီဆိုရင်ဘသူကြောင့်ဘဝရောက်မှာဆိုပြီးတော့အဖြစ်တွေမတင်နဲ့ကိုယ့်ရဲ့စိတ်ကိုကိုယ်ကပြုပြင်ရမယ်ကိုယ့်ရဲ့စိတ်ကိုနေတတ်ထိုင်တတ်အောင်စိတ်ကိုထားတတ်အောင်နေမှသာလေလောကမှာအေးချမ်းခွင့်နဲ့ငြိမ်းချမ်းခွင့်နဲ့ရမယ်အဲ့လိုမှမဟုတ်ဘူးဖက်တွယ်နေမယ်ဆွဲလန်းနေမယ်တွေ့တာနေမယ်ဆိုလို့ရှိရင်တော့ဟောမယ်တတန်းလုံးတော့ကရောက်နေရအောင်